အားလုံးမင်္ဂလာပါဗျာဒါကတော့ကျွန်တော် Oppo A7 ဖုန်းလေးကိုမှန်မကွက်လဲမှာဒါမှမဟုတ် LCD လဲမှာဖြစ်ပါတယ်နော်ကဲဒီလိုလက်တဲ့နေရာမှာကောင်းကောင်းမွန်မွန်လေးတန်ပြားလေးကိုကော်ပြီးတော့ဖြည်းဖြည်းချင်းလေးထိုးလက်သွားမယ်နော်ဒီနားလေးမှာသတိထားတာတခုရှိတယ်ဒီမှာကြိုးလေးရှိတယ်နော်တဲ့ကြိုးလေးကမတော်တဆကျွန်တော်တို့တွေဖြတ်မိသွားတဲ့ခါလေးရှိမယ်နော်ဒီကြိုးလေးတော့ဒီကောင်းကောင်းသတိထားပြီးတော့မှခွာသေးခြင်းနဲ့နော်ပြီးတော့ရင်တော့လိုအပ်တဲ့ net တွေအကုန်လုံးဖြုတ်မယ်ကျွန်တော်တို့ဒီ net တွေအကုန်လုံးကိုဖြုတ်ပြီးရင်ကျွန်တော်တို့ဒီလိုအပ်တဲ့ဥစ္စာတွေခုချင်းကိုဖြည်းဖြည်းချင်းပဲဖြုတ်ပါနော်ပြီးတက်ခဲဥစ္စာတွေကျွန်တော်တို့ရင်ဖုံးကြိုးရတယ်ကျွန်တော်ဖြည်းဖြည်းချင်းလေးဖြုတ်ပြီးတော့လုပ်မယ်နော်ဖြည်းဖြည်းချင်းဖြုတ်ပြီးသွားလို့ဆိုတော့ကျွန်တော်ဒါကတော့မှန်ဟောင်းခွာပြီးသွားပေါ့ကိုကမှန်ဟောင်းခွာပြီးသွားလို့မှန်ကတ်မယ်ဆိုလို့ရင်ဒီကောင်တွေကိုဖြည်းဖြည်းလေးနဲ့တာတာချင်းလေးပေါ့တေချာတန်ရှင်းလုပ်ပြီးတေချာတန်ရှင်းလုပ်ပြီးမှကတ်လို့ကောင်းပေါ့နော်โอเคဒါကတော့ကျွန်တော်ကတ်မဲ့မှန်ကျွန်တော်ဒီလိုမှန်မကတ်ခင်မှာအရင်သာဆုံးထည့်ပြီးတော့စမ်းကြည့်ပါကျွန်တော်တော့စမ်းပြီးတဲ့ဗီဒီယိုဖိုင်လေးမရိုက်ခဲလောက်လိုက်ဗျာဒီသာဆုံးထည့်ပြီးတော့မှတေချာစမ်းဖုံးအောင်သုံးလို့ဆင်ပြေလားမပြေလားတေချာစမ်းပြီးမှကျွန်တော်တို့ကော်ကတ်ပါနော်ဒီမှာကျွန်တော်တို့ကော်ရင်သာကတ်လိုက်ပါပြီဖြည်းဖြည်းချင်းပဲဟိုကော်ကတ်ပြီးတော့လိုပဲညှော်လေးနဲ့တေချာပတ်ထားမယ်ကြောညှော်ကနေသေးရဲ့ဒါညှော်ခွန်းများများနဲ့ပတ်ပြီးတော့နိုင်ခွန်းလောက်ခန့်အောင်ထားပါဒါမှကော်လေးရမြဲပြီးတော့ဖုံးကအရန်ကြီးလို့ကောင်းပါပေါ့နော်ဒါပြီးရင်တော့ကျွန်တော်တဆင်ချင်းပဲသူ့နဲ့သူအကုန်လုံးပြန်ကတ်မယ်အကုန်လုံးပြန်ထည့်မယ်ပေါ့ဗျာဒါကျွန်တော်အကုန်လုံးပြီးသွားပြီခဏတော့စောင့်ပြီးတော့ထည့်ပါကိုနက်လေးလည်းထားပါပြီးသွားလို့ရင်ကျွန်တော်တို့ဖုံးပိတ်မယ်ဆိုရင်လည်းရေးလုံးမကြည့်ပါနဲ့ဖြည်းဖြည်းချင်းလေးလိုအပ်တာစစ်ပါခါကျရင်ဒီလိုကြိုးလေးတက်ဖို့ချမ်းနေတဲ့ခါရှိမယ်ကိုပစ္စည်းတက်ဖို့ချမ်းဒီပစ္စည်းတက်ဖို့ချမ်းဖြစ်လိမ့်မယ်စိတ်ကိုတည်တည်ငြိမ်ထားပြီးတော့မှလုပ်ပါဖုံးပြင်းတဲ့ဝါသနာရှင်များအတွက်ပါကဲအကုန်လုံးကိုပြင်ဆင်ပြီးသွားပြီဆိုမှန်လေးကပ်ပြီးသွားပါပြီမှန်ကပ်ပြီးတော့လို့ရင်ကျွန်တော်ဒါဖုန်းလေးကိုဖွင့်ပြီးတော့သုံးပြမှာဖြစ်ပါတယ်အနေငယ်လောက်ပါပဲကြည့်ရှုအားပေးတဲ့သူများအားလုံးကိုကျေးဇူး